ချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့စိတ်တွေပိုင်းညှိနေတယ်ဆိုရင်တင့်နေနဲ့ဒီလိုလုပ်ဖို့လိုပါတယ်ခင်ဗျအချစ်ရေးအိမ်အောင်ရေးနဲ့ပတ်သက်ပြီးတော့စိတ်တွေညှိနေတာပဲဖြစ်ကိုယ့်ရဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့စိတ်တွေညှိနေတာပဲဖြစ်တင့်နေနဲ့ဒီလိုမျိုးစိတ်ညှိနေတယ်ဆိုရင်တင့်နေနဲ့ဒီချက်ကိုမဖြစ်မနေလုပ်ဖို့လိုပါတယ်ခင်ဗျတင်ရောစိတ်ညှိနေတဲ့ပြဿနာဖြစ်နေပါလားခင်ဗျဖြစ်နေတယ်ဆိုရင်ဒီအောက်မှာဝမ်းလို့ရိုက်ခဲ့ယူပါခင်ဗျတင်းနေနဲ့အဲ့လိုမျိုးစိတ်တွေပိုင်းညှိနေတယ်စိတ်ထွက်ပေါက်ရှာချင်တယ်ဆိုရင်တင်းနေနဲ့ဒီလိုလုပ်ဖို့လိုတယ်တင်းနေနဲ့တဘာဝတွေနဲ့များလေးထိတွေ့ဖြစ်ဖို့လိုပါတယ်ခင်ဗျတဘာဝနဲ့ထိတွေ့ခြင်းအပြင်ကိုယ်ရဲ့မှာခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ energy တွေမကောင်းတဲ့စွမ်းအင်တွေကိုစိတ်ညစ်နေတဲ့အရာတွေကဒီရက်မှာတဘာဝတွေနဲ့များထိတွေ့ခြင်းအပြင်အဲ့ဒီအရာတွေကပျောက်ကင်းသွားစေနိုင်ပါတယ်ခင်ဗျဘယ်လိုမျိုးတဘာဝတွေနဲ့ထိတွေ့ရမလဲဆိုတော့အခုဆိုရင်ပင်လယ်မှာဆရာပင်လယ်မှာလာပြီးတော့ဒီမှာလာပြီးတရားလာထိုင်တယ်ကိုယ်ရမစိတ်ဒီထက်တည်ငြိမ်အောင်ဒါကြောင့်တင့်နေနဲ့ပင်လယ်မှာရောက်တဲ့ချိန်မှာဖြစ်နိုင်ရင်တရားလာထိုင်ပြီးပါဒါမှမဟုတ်လည်းပင်လယ်မှာဖက်နှက်ချုပ်ပြီးတော့လမ်းတွေပါရှောက်ပြီးပါကိုနေတဲ့နေရာပင်လယ်နဲ့မနီးဘူးဆိုရင်တင့်နေနဲ့ကိုယ်ရမဘေးပတ်ဝန်းကျင်မှာရှိတဲ့မြက်ခင်းပေါ်မှာဖက်နှက်ချုပ်ပြီးတော့လမ်းလျှောက်ပြီးပါဒီလိုလောက်ချပြင်ကိုယ်ရမခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့စွမ်းအင်တွေကိုအမြန်ဆုံးရှော့ချပေးနိုင်ပါတယ်ခင်ဗျာဒါကြောင့်မို့တင့်နေနဲ့စိတ်ညစ်နေတယ်ဆိုရင်တင့်နေနဲ့ဒီချက်ကိုလုပ်ဖို့လိုပါတယ်ခင်ဗျာအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးဘိုင်ဘိုင်